အပြာရောင်မိုးလေးတစ်ပွင့်ဟာကြောက်ဆောင်တစ်ခုပေါ်မှာစတင်ပေါက်ဖွာလာပါတယ်။အဲ့ဒီနေရာမှာသူနဲ့မျိုးနွယ်တူအပြာရောင်မိုးတွေအများကြီးရှိပြီးအားလုံးဟာခေါင်းလေးတွေတငိမ့်ငိမ့်နဲ့တသမတ်ထဲလှုပ်ရှားနေကြတာပါ။ဒါပေမဲ့ဒီမိုးလေးကတော့သူတို့လိုမနေပဲပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာရတာပိုနှစ်သက်ပါတယ်တစ်ဖက်ကန်းကကြောက်ဆောင်တစ်ခုမှာတော့အဝါရောင်မိုးလေးတွေဟာအလွန်ပျော်ရွှင်စွာနဲ့ခုန်ပေါက်ကစားနေကြတာကိုသူတွေ့လိုက်ရပါတယ်။ဒါကိုမြင်တော့သူလည်းအရန်ပျော်သွားပြီးသူတို့လိုပဲလိုက်ခုန်ကြည့်ပါတယ်။သူကသူ့အဖော်အပြာရောင်မိုးတွေကိုလည်းအတူတူခုန်ဖို့ခေါ်ပေမဲ့ဘသူကမှစိတ်မဝင်စားကြပါဘူး။သူကအဝါရောင်မိုးလေးတွေလိုပျော်ပျော်ရွှင်ရွှင်နေခြင်းပေမဲ့သူ့မျိုးနွယ်တွေနဲ့မတူတာကိုတွေးပြီးစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။တနေ့မှာတော့တစ်လုံးတစ်လုံးရေထဲမှာမျောလာတာကိုတွေ့ပြီးသူဟာအဲ့ဒီတစ်လုံးကိုစီးပြီးတစ်ဖက်ကန်းကအဝါရောင်မိုးတွေစီးသွားဖို့ကြိုးစားပါတော့တယ်။လိုင်းတန်တွေကြားကနေတစ်ဖက်ကန်းကိုရောက်သွားတဲ့အခါကြောက်ဆောင်ပေါ်တက်ဖို့ကြိုးစားပေမဲ့မအောင်မြင်ပါဘူး။အဲ့ဒီအချိန်မှာအဝါရောင်မိုးအုပ်စုတဲကမိုးကြီးတစ်ပွင့်ရောက်လာပါတယ်။အပြာရောင်မိုးလေးကသူ့ကိုကူညီမယ်လို့မျှော်လင့်ခဲ့ပေမဲ့အဲ့ဒီမိုးကြီးကသူ့ကိုအောက်ကိုတွန်းချလိုက်ပါတယ်။သူဟာစိတ်ပြက်လက်ပြက်နဲ့သူ့ရဲ့မူလနေရာကိုပြန်ရောက်လာပြီးငါနေရာမှရောက်သွားခဲ့တာပဲလို့တွေးမိပါတယ်။ဒါကြောင့်သူဟာအခြားပြာရောင်မှုတွေလိုပဲငြိမ်ငြိမ်လေးနေဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အချိန်တန်ကြာတဲ့အခါမှာတော့သူဟာကိုမပြောတဲ့အလုပ်ကိုလုပ်ရတာထက်ကိုစိတ်ကြိုက်နေထိုင်ရတာကပိုကောင်းတယ်ဆိုတာကိုနားလည်သွားပါတယ်။သူဟာအရင်လိုပဲပြန်ပြီးခုန်ပေါက်ကစားပါတော့တယ်။သူ့ရဲ့ပျော်ရွှင်မှုကိုမြင်ရတဲ့အခါမှာတော့အခြားပြာရောင်မှုတွေလည်းသူနဲ့တူလိုက်ပါခုန်ပေါက်လာကြပါတယ်။နောက်ဆုံးမှာတော့သူတို့အားလုံးဟာအတူတူတစ်လုံးပေါ်တက်ပြီးပင်လယ်ကိုဖြတ်ကအသစ်တော်ပျော်ရွှင်မှုတွေကိုရှာဖွေဖို့ထွက်ခွာသွားကြပါတော့တယ်။